အားလုံးပဲမင်္ဂလာပါရှင် Read with me channel လေးမှာကြိုဆိုပါရစေဒီ channel လေးကနေလူကြီးမိမတို့နားတော်တာဆင်အပန်းဖြေနိုင်ရန်အတွက်ဝတ္ထုတိုဝတ္ထုရှည်များနဲ့ကလေးဝတ္ထုကလေးများအားဖတ်ပြတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်ဒီနေ့တင်ဆက်ပေးမယ့်ဝတ္ထုတိုကလေးကတော့ဆရာသစ္စာနီးရေးသားထားသောကုံနိုင်ကြီးမှာလူပြောက်ချင်းဆိုသောကလေးဝတ္ထုများထဲမှလမ်းလျှောက်တဲ့စာကြောင်းရုပ်ဆိုသောဝတ္ထုတိုကလေးအားဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။နားတော်တာဆင်ပေးကြပါအောင်ရှင်။လာတာသောညတညလူကြီးတိတ်သောလမ်းပေါ်တွင်စာကြောင်းရုပ်တရုပ်လမ်းလျှောက်လာသည်ကိုမြင်ရပါကမြင်ရသူအဖို့အံ့ဩထိတ်လန့်ပွဲဖြစ်ပေလိမ့်မည်။ကြားပေါက်တို့မောင်နှမမှာသူတို့မျက်လုံးများကိုပင်သူတို့မယုံနိုင်ကြစာကြောက်ရုပ်ကြီးလမ်းလျှောက်လာနေတယ်စာကြောက်ရုပ်ကြီးအသက်ဝင်လာပြီဒါဆိုပိစီရဲ့ဂါထာတကယ်စွမ်းတာပေါ့တယောက်ပြီးတယောက်ရေရွတ်နေကြသည်သူတို့၏အိမ်ခန်းတွင်မှန်ပြင်းပေါက်တက်ဆင်ထားရာထိုမှန်မှတဆင့်ရှင်းလင်းစွာမြင်နေရသည်လမ်းလျှောက်နေတဲ့စာကြောက်ရုပ်မနေ့ညမှတက်ဆင်ထားခဲ့သောစာကြောက်ရုပ်အစကပြန်လည်ပြောပြရလျင်မနေ့ကမနေ့ကမှအေယာဝတီတိုင်းရှိတောမြို့ကလေးသို့သူတို့မောင်နှမ3ယောက်ကြောင်းပိတ်ရဲ့အလဲရောက်လာကြသည်ထိုမြို့ကလေး၌သူတို့၏အဖိုးနှင့်အဖွားများနေထိုင်ကြ၏ထိုအိမ်ကလေးသည်မြို့ပြင်ရှိလယ်ကွင်းများနှင့်ကပ်လျက်တည်ရှိပေသည်သူတို့လယ်ကွင်းတွေတွင်ရှောက်ကြည့်ကြသည်ပြာတိုလဖြစ်၍တချို့လယ်ကွင်းတွေကရိတ်သိမ်းပြီးတချို့ရိတ်သိမ်းစကောက်ပင်ဝဝလေးများနှင့်ပြည့်နှက်နေပေသည်လယ်ကွင်းထဲတွင်စာ6ရန်ပြုလုပ်ထားသောစာကြောက်ရုပ်များကိုတွေ့ရသောအခါသူတို့အလွန်သဘောကျသွားကြသည်စာကြောက်ရုပ်၏လက်သံများမှာဒုတ်ချောင်းများဖြစ်ပြီးခန္ဓာကိုယ်မှာကောက်ရိုးများကိုစုချီထား၏ထိုကိုယ်ပေါ်တွင်အင်ကြီးတစ်ထည်ကိုဝတ်ပေးထားရာအင်ကြီးလက်ဖားဖားမှာလေးတိုက်တိုင်းလှုပ်ရှားနေသည်ဖြင့်အစာစားရန်လာသောစာကလေးများကို6လန့်လွတ်တဲ့ကဲ့သို့ရှိနေပေ၏ဥကောင်းကိုမူအိုးတလုံးကိုဆွတ်ထားကအိုးဖင်ကိုမိသွေးဖြင့်လူမျက်နာပုံတံရေးချစ်ထား၏တို့လဲစာကြောက်ရုပ်တစ်ခုလုပ်ကြရအောင်တီရီဝေကအကြံရကပြောလိုက်သည်အင်ဂျင်မုံကသဘောတူကအေးဒီစာကြောက်ရုပ်တွေထက်ကောင်းအောင်လုပ်ကြမယ်လीတို့လုပ်နိုင်ပါတယ်လို့ပြောလိုက်၏ကြားပေါက်ကမမရဲ့စာကြောက်ရုပ်မှာခြေထောက်ပါမလားဒီစာကြောက်ရုပ်ကတော့ခြေထောက်မပါဘူးနော်ဩပါမှာပေါ့ဒါမှလူနဲ့ပို့တူမှာလीဒါပေမဲ့တို့လိုတဲ့ပစ္စည်းတွေရှိတယ်အိမ်ပြန်ယူကြရမယ်သူတို့အိမ်ပြန်လာကြသည်မနက်စားပြီးတော့အခါအဖိုးနဲ့အဖွားကိုသူတို့စာကြောက်ရုပ်လုပ်တန်းကစားမဲ့အကြောင်းပြောပြ၏သူ့အဖိုးနဲ့အဖွားကသူတို့မသုံးသောပစ္စည်းအဟောင်းများကိုသူတို့ကစားဖို့ပေးလိုက်၏လောင်းကုတ်အင်ကြီးအရှိ၏တစ်ထဲပြီးတော့တော့ဖို့ခေါ်ဖနှက်ရှိ၏တယံမာဖလာအဟောင်းကြီးတစ်ထဲသုံးမွေးကောင်းစုအုတ်ထုတ်ကြီးတစ်လုံးလက်အိတ်တစ်စုံတို့ဖြစ်ပေသည်ဒါဆိုရင်စာကြောက်ရုပ်ကောင်းကောင်းလုပ်လို့ရပြီသူတို့အိမ်ကိုဖုန်ကြီးเจ้าအတွက်မနေ့ပြန်အာယုစွန်းကြိုင်လာပို့သည့်ဖုန်ကြီးเจ้าသာပေစီနှင့်သူတို့အဖွဲ့ကြသွားကြသည်ပေစီကစာကြောက်ရုပ်လုပ်ရန်သူလဲကူညီမည်ဟုကတိပေး၏လဲကွင်းနဲ့ရောက်သောအခါပေစီကစာကြောက်ရုပ်လုပ်ရန်ကောက်ရိုးများရှာပေးသည်ဒုတ်ချောင်းများလည်းရှာပေးသည်ပြီးသွားသောအခါသူတို့၏စာကြောက်ရုပ်ကလေးမှာအင်မတန်လူနှင့်တူသောစာကြောက်ရုပ်ကလေးဖြစ်နေပေသည်ထိုစာကြောက်ရုပ်၏ခြေထောက်နှချောင်းနေရာတွင်ဒုတ်လေးနှချောင်းတက်ထားကဖနှက်ရှည်ကြီးများအားလည်းစီထားပေ၏လောင်းကုတ်ခေါ်ကုတ်အင်းကြီးအရှိကြီးဝတ်ထားကစံတန်းထားသောလက်တံဒုတ်တံများ၏ထိတ်တွင်လက်အိတ်ကလေးများလည်းစွပ်ပေးထား၏ခေါင်းကိုကောက်ရိုးထုံးဖြင့်ပြုလုပ်ထားကသုံးမွေးကောင်းစုနှင့်မာဖလာလေးပါပတ်ထားလိုက်သောအခါရုတ်တရက်ကြည်လျင်လူဟုထင်ကျင်စရာပင်ကြားပေါက်ကဒီအယုတ်လမ်းလျှောက်နိုင်ရင်ကောင်းမယ်ဟုပြောသောအခါတီရီဝေကအိုးစက်ရုံမှမဟုတ်ဖဲဟုပြော၏သို့သောပေစီကဒီအယုတ်ကိုအသက်သွင်းရင်ရတာပေါ့ဟုဆိုသည်အင်ဂျင်မွန်က
ဘသူကဘလို့အသက်တွင်းနိုင်မှာတော့ငါတွင်းနိုင်နဲ့ပီစီနင်တကယ်ပြောနေရလားငါတို့เจ้าကကပ္ပိယကြီးရဲ့မှတ်စုစာအုပ်ထဲမှာတက်မဲ့တွေကိုအသက်တွင်းနိုင်တယ်ဆိုတဲ့ဂါထာပါတာနဲ့ငါကူးပြီးအလွတ်ကျထားတယ်တခါမှတော့မဆန့်ရသေးဘူးဒီတခါဆန့်ကြည့်ရင်ကောင်းမယ်ဟာထိုဂါထာကိုစာကြောက်ယုတ်ကြီးရှိရက်ကပေစီကကိုးကောက်တိတိရွတ်လေသည်သို့တော့စာကြောက်ယုတ်ကတုတ်တုံမြမလုတ်တိတိဝေကပေစီရဲ့နင်ပြောသလိုအသက်လက်ဝင်မလာပါလားဩအခုမဝင်သေးဘူးလေညကြမှာဝင်လာမှာပေါ့အင်ပြန်ရောက်၍သူတို့ညစာစားပြီးတော့အခါပေစီဤစကားကိုအင်ချင်းမုံကမေ့သွားသည်တီဗီကြည့်ရင်ကိုရီးယားဇလန်တွေတဲ့နစ်မျောသွား၏သို့တော့ကြားပေါက်နှင့်တီတီဝေကမမေ့သူတို့နှစ်ယောက်ပေါင်း၍ဂရင်တလုံးပေါ်မှာအိတ်ကြရန်ပြင်ဆင်တော့တီတီဝေကမေးသည်မမညကြရင်စားကြောယုံကြီးကပေစီပြောသလိုအသက်ဝင်လာမှလားယင်မဖြစ်နိုင်ပါဘူးဟဲ့ပေစီကငါတို့ကိုဖြီးသွားတာကျွန်တော်တို့အဲ့ဒီစားကြောယုံကြီးကိုတွားကြည့်ကြရင်ကောင်းမယ်နော်ကြားပေါက်ကပြောသည်တီတီဝေကမဟုတ်တာမပြောနဲ့ညာကြီးအပြင်ထွက်တာအဖို့နဲ့အဖွားမကြိုက်ဘူးနင်တို့အိတ်တော့အင်ကြီးမုံကအိတ်ပြောသွားတော့လေသူတို့နှစ်ယောက်ကအိတ်မပြောခွေးဟောင်တန်းကြတော့အခါသူတို့ထကြည့်ကြသည်မှန်တဲ့င်းကတဆင့်မြင်ရသည်ကလမ်းလျှောက်သွားသည့်စာကြောက်ယုတ်ကြီးသူတို့ကအင်ကြီးမုံကိုနှိုးကပြကြသည်ဒါကိုမြင်တော့အင်ကြီးမုံလည်းလန့်သွား၏စာကြောက်ယုတ်ကြီးအသက်ဝင်သွားသည်တီတီဝေကမနဲ့ကြရင်ဖုန်ကြီးကျောင်းသားပေစီကိုချော့ကလက်ဝဲကျွေးကအသက်ဝင်စီတော့ဂါထာအတင်ခိုင်းမည်ဟုတွေးနေပေ၏ရန်ကုန်အိမ်ပြန်ရောက်လျင်သူ၏အချစ်ရဆုံးအယုတ်ကလေးဘာဘီကိုထိုဂါထာဖြင့်အသက်သွင်းမည်ဒါဆိုဘလောက်တောင်ပျော်စရာကောင်းလိမ့်မလဲညကတော်တော်နဲ့အိမ်မပြောမနဲ့မိုးလင်းသူတို့မောင်နှမ၃ယောက်လုံးအိယာထနောက်ကြကြ၏သူတို့လက်ဖက်ရည်တောက်နေစဉ်ပေစီရောက်လာသည်သူတို့ကိုမြင်တယ်နှင့်ဟေးနင်တို့စာကြောက်ယုတ်ကြီးမရှိတော့ဘူးဟာဘာဖြစ်လို့တော့ဘာဖြစ်ရမှာလဲနင်တို့စာကြောက်ယုတ်ကိုစင်ပေးထားတဲ့အဝတ်စားတွေကိုအယူကြီးကိုပါတိုင်းကယူဝေးလိုက်ပြီလေဈေးတောင်မှာအဲ့ဒီအဝတ်စားတွေနဲ့ဟန်ကြီးပြပြီးကနေတာတွေ့ခဲ့တယ်ဟာကဲကြည်တဲ့ဟိုဘက်မှာဟာသူတို့ကပြတင်းပေါက်ကနေလှမ်းကြည့်လိုက်တော့ထိုးဝိစားမြနှင့်လန်းတလာနေသောအယူကြီးကိုပါသိမ့်အားတွေ့လေရသည်အဖိုးကသဘောကျစွာပြုံးနေပေ၏ကောင်းတယ်ငကိုကလေးကဒီအဝတ်စားတွေငါဘာသိမ့်ကိုပေးမလို့ရည်စုထားတာအခုတော့ကုသိုလ်ရတာပေါ့ဟာနာတော်တာဆင်ပေးကြတော့တဦးတယောက်ချင်းစီတိုင်အောင်အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်တာယာဤချန်တော်နှစ်တစ်ကလေးများအားပိုင်ဆိုင်ကြပါစေရှင်